ကောင်လေးရဲ့တကိုယ်လုံးမှာတစ်ပင်တွေအမိတွေပြီးဖုံးလန်းနေခဲ့တာပါဆရာဝန်ကြီးချက်ကိုယ်တိုင်တောင်မှဒီလိုထူးဆန်းတဲ့ယောဂမျိုးကိုတစ်ခါမှမမြင်ဘူးခဲ့ပါဘူးဒါကြောင့်ပဲသူဟာချက်ချင်းပဲတကိုယ်လုံးကိုစစ်ဆေးဖို့စီစဉ်လိုက်တော့တယ်စစ်ဆေးကြည့်လိုက်တဲ့အခါမှာဒီတစ်ပင်တွေကကောင်လေးရဲ့ကိုယ်တွင်းအင်္ဂါတွေကိုမပြတ်စည်းစေပေမဲ့သူ့ခန္ဓာကိုယ်ရဲ့အာဟာရဓာတ်တွေကိုတော့တောက်လျှောက်ဆုပ်ယူနေတယ်ဆိုတာသိလိုက်ရတယ်ခွဲစိတ်မှုကိုတော့အမြန်ဆုံးလုပ်ပြတော့မှာပါနာရီပေါင်း30ကြာအောင်အထမ်းထမ်းခွဲစိတ်ပြီးတဲ့နောက်မှာတော့ချက်ခါတစ်ပင်တွေကိုအကုန်လုံးပြောင်းစင်အောင်ဖယ်ရှားပေးနိုင်ခဲ့ပြီးဒီယောဂရဲ့အရင်းမြစ်ဖြစ်တဲ့အဆုံးမရှိမျိုးပွားနိုင်တဲ့မျိုးစေ့တစ်ခုကိုရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။ကောင်လေးရဲ့မိဘတွေစီကနေသိရတာကတော့လွန်ခဲ့တဲ့နှစ်ဆောင်းရာသီတုန်းကကောင်လေးဟာပျောက်ဆုံးသွားခဲ့ပြီး3ရက်မြောက်တဲ့နေ့ကျမှတစ်ပင်ကြီးတစ်ပင်အောက်မှာပြန်တွေ့ခဲ့ရတာပါ။အန်အောဖို့ကောင်းတာကလူကြီးတယောက်တောင်အေးခဲတည်ဆုံးနိုင်တဲ့ရာသီဥတုမျိုးမှာကောင်လေးကဘာတန်ရတန်ချက်မှမရှိဘဲအကောင်တိုင်းပြန်ထွက်လာခဲ့တာဖြစ်ပါတယ်။နောက်မှသိရတာကတော့အဲ့ဒီတစ်ပင်ကြီးဟာရွာရဲ့အဆောင်ရှောက်နဲ့ဖြစ်ပြီးတက်တန်းနှစ်ပေါင်းထောင်ကြီးရှုနေပြီဆိုတာပါပဲ။ဒီအကြောင်းကိုကြားတော့ကြက်ကလေးတစ်ပင်ကြီးစီကိုသွားပြီးစစ်ဆေးကြည့်တာပေါ့ဒါပေမဲ့အဲ့ဒီမှာသူဟာကိုအဆုံးစီရင်ဖို့လုပ်နေတဲ့အဖိုးအိုတယောက်ကိုတွေ့ပြီးကေတင်လိုက်မိတယ်ဒါပေမဲ့အဖိုးအိုကတော့ကြက်ကိုလူဝဲမရှုပ်ဖို့နဲ့သူဟာဒီတစ်ပင်ကြီးနဲ့အတူပဲအသေးကမ်းမဲ့လို့အော်ဟစ်ပြောဆိုခဲ့ပါတယ်တကယ်တော့ရွာကလမ်းသစ်ဖောက်မှုအတွက်ဒီအဆောင်ရှောက်တစ်ပင်ကြီးကိုဖျက်ဆီးပစ်ဖို့လုပ်နေကြတာအဲ့ဒီလမ်းဖောက်တဲ့ project manager ကလည်းကောင်လေးရဲ့အဖေဖြစ်နေပြန်ရောအဖိုးအိုယုံကြည်ထားတာကတော့ကောင်လေးရဲ့ထူးဆန်းတဲ့ယောဂဟာသူ့အဖေပေါ်ကြားရောက်တဲ့တစ်ပင်ကြီးရဲ့ချိန်စားပဲပေါ့ဒါကပဲချက်ကိုဒီတစ်ပင်ကြီးအကြောင်းကိုပို့ပြီးစူးစမ်းခြင်းစိတ်ဖြစ်ပေါ်စေခဲ့ပါတယ်